ဖားနဲ့ငါးနဲ့ဆိုတာအချိန်တစ်ခုရောက်ရင်ကွဲပြားသွားတာပါပဲအခုကျွန်တော်တို့ရဲ့တိုင်းပြည်မှာတဘာဝဘေးအန္တရာယ်ဆိုးဆိုးဝါးဝါခံစားနေရပါတယ်အဲ့ဒီလိုမျိုးခံစားလာရတာဟာကောင်းတဲ့ပုံရိပ်တော့မဟုတ်ပါဘူးသို့တော်လည်းအစိုးရကအကောင်းလို့ပြောလို့ရတဲ့အခြေအနေလေးတစ်ခုကိုတိုင်းသူပြည်သားတွေလည်းတတိထားကြည့်မြင်တတ်မှာပါ3နှစ်ကျော်4နှစ်နီးပါးလုံးပြည်သူအစိုးရလို့သူတို့ကသူတို့နာမည်တက်သူတို့ကသူတို့ခေါင်းစဉ်တက်ပြီးတော့တဖွာဖွာကြွေးကြော်နေတဲ့ NUG ရဲ့နိုင်ငံတော်အာဏာကိုကိတ္တကနထိမ့်သိမ်းထားပြီးတဲ့နတ်ဆတ်ကအစိုးရရဲ့ဒီအချိန်မှာရက်တီချက်တွေတအားကွာသွားပါပြီဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကိုရွှေမျိုးဝင်းကထပ်မံရှင်းလင်းပြောပြပါလိမ့်မယ်ပြောပါဦးဗျာဒီကိစ္စကတော့ခုနပြောလို့အစိုးရအကောင်းပါဗျာသူတို့တစ်သက်လုံးကလိန်ခဲ့ညာခဲ့တာတွေကဟုတ်မရပြိမရဒီဖြစ်စဉ်ကြီးတစ်ခုလုံးမှာပေါ်ပေါက်လာတဲ့အနေအထားလို့ကျွန်တော်တို့ရှုမြင်ထားတာဟုတ်ကဲ့ဗျာဘာကြောင့်လဲဆိုလို့ရှိရင်နာဆကအစိုးရရဲ့လူတန်းမဲ့သူတွေကိုတိတ်ခေါ်တဲ့အပေါ်မှာအမှားအဆုံးသူတို့တိတ်တင်ကြတယ်အဲ့ဟောရရန်ကောင်းတယ်ဟုတ်ကဲ့အမကူညီကြပါနဲ့ရိုးသားတွေကိုစစ်တပ်ကနေပြီးတော့လက်နက်ခဲယမ်းတွေဝယ်ယူသုံးဆွဲတဲ့နေရာမှာအသုံးချမှာပါဒိဋ္ဌာတွေကိုလည်းသူစစ်သားတွေပေးမှာပါဆိုတဲ့မထောမနှမ်းပေါ့နော်ဟုတ်ကဲ့ဗျာဘလို့မှမအပ်ဆက်တဲ့ဆွဆွဲပြစ်တင်မှုတွေနဲ့အလူရှင်တွေကိုပိတ်ပင်နေတာကိုအံ့ဩပွေရဆောင်းတော့တွေ့လာပါဟုတ်ကဲ့ပါဗျာနောက်တစ်ခါဒီမနေ့ကဖြစ်စဉ်လို့ဆိုအမြန်လမ်းမှာဟုတ်ကဲ့လမ်းတစ်လျှောက်လုံးအပြည့်အစည်အများကြီးပဲဟုတ်ကဲ့အဲ့မှာလမ်းမှာစိုးတဲ့အတွက်ဒီပြည်သူရဲတွေကလမ်းပြပေးရတယ်ဟုတ်ကဲ့အဲ့ဒီကတာဝန်ထမ်းဆောင်နေတဲ့ရဲတပ်သားတူကိုချောင်းမြောင်းပြီးပြစ်ခတ်သွားတော့အရှုပ်ဆိုးတဲ့အဖြစ်လေးပဲနောက်မြင်းမှုဘက်မှာဟိုရိတ်ကထောက်ပန်းတဲ့ကားကိုမိုင်းဆွဲပြီးတိုက်ခိုက်တယ်ဒါကိုလည်းသူတို့ဘက်ကတော့ညင်းခုန်နေတာပါပဲဖြစ်တဲ့လိုပါတော့သိရတိုင်းပြောင်းနေပြောင်းစားပြောနေကြတယ်ဒီဖြစ်စဉ်တွေကအင်မတန်ရုပ်ပြက်လွန်းတဲ့ဖြစ်စဉ်လေးလို့ကျွန်တော်တော့ရှုမြင်တာဟုတ်ကဲ့ဗျာဒီအတွက်စေနာချင်းနတ်ဆကနဲ့ NUG နဲ့တကွသူ့ရဲ့လက်အောက်က PDF တွေရဲ့ထားရှိအပ်တဲ့ဤသူ့ပေါ်မှာထားတဲ့စေနာတွေအဖြူနဲ့အမဲလူတဲကွဲနေပြီလို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ဟုတ်ကဲ့ဗျာမင်းသားကြီးရသူတို့တွေတစ်ချိန်လုံးပြောခဲ့ရတယ်ဗျာNUG အစိုးရကိုသူတို့တွေရဲ့ NUG အစိုးရကိုနိုင်ငံတကာလက်ခံတယ်နတ်ဆကအဖွဲ့အစည်းကိုတော့ဘယ်နိုင်ငံကမှလူရမသွင်းဘူးလို့သူတို့တကြောကြောဟောခဲ့ကြတယ်တကြောကြောပြောခဲ့ကြတယ်ဘာမှမသိတဲ့ပြည်သူတွေကိုသူတို့လိန်ခဲ့ကြတယ်အခုဒီငလျင်ဘေးဒုက္ခနဲ့ကြုံရတဲ့အချိန်မှာနိုင်ငံတကာအကူအညီပေးအဖွဲ့အစည်းတွေကနိုင်ငံတကာကအကြီးအကဲတွေကနတ်ဆကနဲ့ချိတ်ဆက်ပြီးတော့အလုပ်လုပ်ကြသလား NUG နဲ့ချိတ်ဆက်ပြီးတော့အလုပ်လုပ်ကြသလားအဲ့ဒါလေးကိုရှင်းပြပေးပါ NUG နဲ့အလုပ်လုပ်တဲ့အတိုင်းပြီးတော့ကျွန်တော်တခုမှမကြားမိဘူး။စာပုံမလဲလဲပြောတာပါ။နော်အရှိအုပ်စုနောက်အုပ်စုအာဆီယံအုပ်စုဟုတ်လား။ဘယ်အုပ်စုမှသူတို့လူရသွင်းပြီးတကားတော့နေရင်မတွေ့ရဘူး။ဟုတ်ကဲ့။နာဆကကူတော့ဒီတစ်ချိန်လုံးကထုံးနဲ့တိုက်ခိုက်နေတဲ့ဥရောပကကောအမေရိကန်ကရောဟုတ်လားဒီထာဝရမိတ်ဆွေတို့ပြောရမယ်ရုရှားတို့တရုတ်တို့ကရောအားလုံးကတောင်းတောင်းပြောပြောဝိုင်းပြီးတော့အားပေးကြတယ်နှစ်သိမ့်ကြတယ်ပူညီကြတယ်ဒါတွေကတော့ဘလို့မှငင်းမရတဲ့အဖြစ်အပျက်ကြီးတွေပါပဲဒါကျွန်တော်တို့ကအရှိကိုအရှိတိုင်ပြောနေတာဟုတ်ကဲ့ပါလိန်လူလည်းမရပါဘူးဒီကိစ္စနောက်ဆုံးထူးထူးခြားခြားဆိုရင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုယ်တိုင်ကမီဒီယာနေပြီးတော့ဘာမာလို့သုံးဆွဲတာပေါ့အဲအောင်ဘာမာမဟုတ်ဘူးအခုမြန်မာဖြစ်နေပြီဆိုတော့အပြောဆိုအသုံးလုံးမျိုးကဒါကျွန်တော်တို့အတွက်တော့တော်တော်အံ့ဩစရာကောင်းတဲ့အသုံးလုံးလို့ပဲကျွန်တော်တို့ယူဆမိပါမင်းသားကြီးကကျွန်တော်တို့တိုင်းပြည်အတွက်ဒါကအပြုသဘောဆောင်တဲ့အခင်းအကျင်းလေးပေါ့ဟုတ်ပါတယ်ဗျအမတန်မှကိုအပေါက်ဆိုးတဲ့ဟလာလက်ပေါက်ကတ်တဲ့ရန်လိုတဲ့ Trump တို့ American သမ္မတကတောင်မှကျွန်တော်တို့တိုင်းပြည်ကိုဘာမှခေါ်တာလက်မခံဘူးမြန်မာလို့ခေါ်သေးခြင်းနဲ့ကျွန်တော်တို့တိုင်းပြည်ရဲ့လက်ရှိဖြစ်ပေါ်နေတဲ့သဘာဝဘေးမှာသူကိုယ်တိုင်ဆက်သက်ပြောဆိုပြီးပါပြီလို့ကိုသူ announce လုပ်တယ်ဒါကဝန်တာကြရပါမှန်ပါတယ်ဗျကလင်တန်တို့အိုဘားမားတို့နဲ့ရှင်လိုက်တခြားစီပေါ့ဗျာဒါပေါ့ဗျာဒါပေါ့အဲ့ဒီတော့ NUG ဟာပြည်သူဆိုရပါငါတို့ဆိုရပါတိုင်းပြည်ရဲ့အနာဂတ်ကောင်းစားဖို့အတွက်တိုက်ပွဲဝင်နေတာပါဆိုတဲ့အတိမအလွဲမားတွေနဲ့ NUG ဆိုတဲ့အဖွဲ့အစည်းပေါ်မှာလက်ခံယုံကြည်ပေးနေကြတဲ့တချို့သောပြည်သူတွေလည်းလက်ရှိအခင်းအကျင်းကိုကြည့်တဲ့အချိန်မှာ
NUG ရဲ့သဘောထားပြည်သူတွေကဘယ်လိုသဘောထားလဲနစကဟာပြည်သူတွေကဘယ်လိုသဘောထားတယ်လဲနိုင်ငံတကာအဖွဲ့အစည်းတွေကလည်း NUG ဆိုတဲ့အဖွဲ့အစည်းပေါ်မှာဘယ်လိုသဘောထားတယ်လဲနစကအစိုးရပေါ်မှာဘယ်လိုသဘောထားတယ်လဲမြင်တာထင်တာရှိနေပါပြီနောက်တစ်ခါခင်ဗျားမမေ့မလားမသိကုလတက္ကမမှာခုံတလုံးရလို့တွက်ထိုင်နေတဲ့ကြော်မိုးထွန်းလာ ဟုတ်တယ်ဗျဟုတ်တယ် ဟိုအဲ့ဒီလူပေါ့ဗျာအဲ့ဒီကောင်ပဲပြောပါမယ်ရင်းရင်ဒီကျွန်တော်လူတယောက်ကိုရင်းရင်ဒီပြောခဲ့ပါတယ်အဲ့ဒီကောင်ပေါ့အဲ့ဒီကောင်ကိုကုလသမဂ္ဂမှာခုံတလုံးရပြီးတော့အခုလက်ရှိအခင်းချင်းမှာ NUG ကိုစားပြုပြီးတော့နိုင်ငံတကာကိုဘာတွေများတောင်းဆိုခဲ့လဲဘာတွေများတောင်းဆိုလို့ရတယ်ခင်ဗျားပါကြားလဲမသိ အမှန်တော့သူ့အဆင့်ကကုလသမဂ္ဂမှာခွေးဝင်တာအဆင့် ဟုတ်ကဲ့ဗျာ ဘာမှပြောဆိုခွင့်မရှိဘူးတောင်းဆိုပိုင်ခွင့်လည်းလုံးဝမရှိဘူးသူဒီအစည်းအဝေးကိုသွားပြီးတော့မိုးတို့ထိုင်ခွင့်ရှိတယ် ဟုတ်ကဲ့ သူ့မှာမိန်ခွင့်ပြောခွင့်မရှိဘူး ဟုတ်ကဲ့ သူပြောချင်လို့ရှိရင်ပွဲပြီးသွားမှဒါလျင်သူတို့နဲ့လက်ဝါးချင်းရိုက်ထားတဲ့မီဒီယာနဲ့တဆင့်ဘောင်မဝင်တန်းဝင်ပြောရတဲ့အဆင့် ဟုတ်ကဲ့ အဲ့တော့မင်းသားကြီးပြောသလိုမျိုးတောင်းဆိုဖို့ဆိုတာအဝေးကြီးပါသူ့အဆင့်နဲ့ဒါကတော့အမှန်တိုင်းပါသူတောင်းလို့ကိုမရနိုင်ဘူးသူက အဲ့တော့ NUG ကို NLD ကိုထောက်ခံတဲ့သူတွေအနေနဲ့ကိုရွေးချယ်ထောက်ခံထားတဲ့အဖွဲ့အစည်းတွေကိုရွေးချယ်ထောက်ခံထားတဲ့အဖွဲ့အစည်းမှာပါတဲ့လူတွေရဲ့အရေးချင်းကိုဒီအခင်းချင်းမှာတည်တင်ပါပြီသဘောပေါက်တင်ပါနောက်တစ်ချက်ရှိပါသေးတယ်ဒီသဘောဘေးရန်တွေကိုကြော်လွန်ပြီးသွားရင်သူတတ်မှတ်ကာလမှာရွေးကောက်ပွဲလုပ်မှာပါအခုဒါဇကဟာအင်းလိုက်အားလိုက်ဒီကိစ္စကိုကင်တွယ်ဖြည့်ရှင်းပေးတယ်ဆိုတာရွေးကောက်ပွဲမှာမဲရဖို့မဟုတ်ပါဘူးဒါဇကရွေးကောက်ပွဲလေဝင်မှာမဟုတ်ပါဘူး COVID-19 မှာ NLD ကင်တွယ်ပေးသွားတဲ့ပုံသဏ္ဍာန်နဲ့လက်ရှိအခင်းချင်းမှာနတ်ဆက်ကကင်တွယ်နေတဲ့ပုံသဏ္ဍာန်ကွာခြားတယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်ခင်ဗျားဘာများဖြစ်ပြောချင်လဲ ဖြည့်ပြောရရရတော့ရှိတာပေါ့ ဟုတ်ကဲ့ဗျာ ဒီဖြစ်စဉ်ကြီးတစ်ခုလုံးမှာငလျင်လုံးဖြစ်စဉ်ပြီးတဲ့အချိန်မှာပဲနိုင်ပိုင်းတော့မှာတက်ချုပ်ကြီးကနေပြီးတော့အနှံ့ကိုသူလျှောက်သွား ဟုတ်ကဲ့ ဒုက္ခတွေနဲ့တွေ့တယ်စေယုံတွေကိုသွားတယ်ဒဏ်ရာရရှိထားတဲ့လူနာတွေနဲ့တွေ့ပြီးအားပေးတယ် ဟုတ်ကဲ့ နောက်တစ်ရက်မှာမန္တလေးကိုသွားတယ် ဟုတ်ကဲ့ နေရာပေါင်းစုံကိုသူလိုက်လံတွေ့ဆုံ ဟုတ်ကဲ့ ဒီအချိန်မှာကျွန်တော်အမြင်ရတော့မန္တလေးကိုသွားတာအင်မတန်တက်တိကောင်းတယ်လို့ကျွန်တော်ယူဆတယ် ဟုတ်ကဲ့ဗျာ ဒီလူထူထူထဲမှာဘယ်သူ PDF မှမသိနော်ဘယ်သူအကြမ်းဖက်မှမသိဘဲနဲ့သူကကြီးကဝတ်စုံတော်မှာမပါရှာပါဘူး ဟုတ်ကဲ့ဗျာ မြင်ရတဲ့လောက်ပဲနော် ဟုတ်ပါတယ် ဒီလိုပဲပြည်သူတွေကြားထဲမှာရဲတင်းတင်းဝင်းထွက်သွားလာဘုံကြီးเจ้าတွေရောက်စေယုံတွေရောက်ပြည်သူတွေကြားထဲမှာနေရာအနှံ့သွားလာနေတာကိုတွေ့မြင်ရ ဟုတ်ကဲ့ဗျာ အဲ့ဒီအချိန်မှာတော့ပြည်သူအတွက်ပါဆိုတဲ့ကြွေးကြော်ထားတဲ့အကြမ်းဖက်အုပ်စုကဘာတွေလုပ်နေမျိုးတင်ဆိုတဲ့လူယုံမာကမြို့တွေရွာတွေဝင်တိုက်ဖို့ဖျက်ဆီးဖို့ ဟော နော်အုံနောက်သေးသေးလေးနဲ့လုံဆောင်နေတယ်သူတို့အင်မတန်အားကိုးနေတဲ့ခစ်တဲ့ဆိုတဲ့မီဒီယာကနေပြီးတော့လမ်းတွေပြတ်နေပြီလေရင်ခွင်းတွေပြတ်နေပြီဝင်တိုက်ကြတော့ဒီချိန်ကအဖွင့်ကောင်းအခါကောင်းပဲဆိုပြီးတော့ဘလို့မှစဉ်းစားမရတဲ့ရုံးမှာရက်ဆက်မှုအတွေးခေါ်တွေနဲ့လှုပ်ဆောင်နေတာတွေ့မြင်လိုက်တဲ့အတွက်ပြည်သူအတွက်လှုပ်နေတဲ့တက်ချုပ်ကြီးနဲ့ဒီလူယုံမာတွေရဲ့စိတ်ကြီးစိတ်ထားနဲ့ဘလို့ကွာခြားတယ်ဆိုတာကျွန်တော်တို့မိမောင်းထုတ်ပြရတော့မလို့တော့သင်ရှားနေတာ ဟောစကပုံလေးရှိပါတယ်ဗျာမျိုးစစ်မမှန်ပြင်မတန်သူကသူတို့တွေရဲ့တတိတွေကမမှန်ခဲ့ကြတဲ့အခါကျတော့သူတို့ရွတ်နေတဲ့တော်လိုင်းရေးဆိုတာလေဘယ်တော့မှအောင်မြင်မှာမဟုတ်ပါဘူးဘာကြောင့်လဲဆိုစကြတဲ့ကတတိမမှန်တဲ့တော်လိုင်းရေးဖြစ်နေတာတတိမမှန်တဲ့သူတွေကဥဆောင်ပြီးတော့တတိမမှန်တဲ့အကျင့်တွေနဲ့တိုင်းပြည်ပြတ်ဖို့လုပ်နေကြတယ်အခုလက်ရှိအခင်းချင်းဖြစ်လာတဲ့အခြေအနေပေါ်မှာ NUG ရဲ့စိတ်စေတနာ NUG ပေါ်မှာနိုင်ငံတကာကသတ်မှတ်ထားတဲ့အဆင့်အတန်းနစကအစိုးရရဲ့ပြည်သူတွေပေါ်မှာထားတဲ့စိတ်စေတနာနစကအစိုးရကိုနိုင်ငံတကာအစိုးရတွေကသတ်မှတ်ထားတဲ့အဆင့်အတန်းကိုပြည်သူတွေအနေနဲ့ကွဲကွဲပြားပြားတည်တည်ချာချာမြင်ခွင့်ရပါဘူးအဲ့ဒီတော့ဘယ်ဟာကဖားလဲဘယ်ဟာကငားလဲဆိုတာလဲကွဲပြားပါဘူးခဏနေနဲ့ဖြစ်ပြီးတော့ပြောကြရလို့ရှိရင်ပြောပါဦး ဒီလိုကူညီတဲ့နေရာမှာနည်းနည်းလေးပြောချင်တာကတော့ဗျာဟိုပရာဟိတကမှာ ဟုတ်ကဲ့ပါ ချီးကျူးပါတယ်လေးစားပါတယ်ဘယ်လိုရည်ပဲချက်နဲ့ပဲတွားသူတို့အနီးပိတ်ဒီဘက်ကနေပြီးတော့အပုတ်ချနေတယ်နာမည်ကြီးကျင်လို့လောက်တာပါဘယ်လိုပဲလောက်ပါစေ ဟုတ်ကဲ့ပါ ဒီလိုအကျိုးရှိမဲ့ဆိုရင်အားလုံးကဝမ်းမြောက်ဝမ်းသာစွာနဲ့အားပေးနေပါတယ်လို့ဒီနေရာနေပြီးတော့ပရာဟိတအတင်းအဖွဲအပါဝင် ဟုတ်ကဲ့ ဒီပုဂ္ဂိုလ်များစွာကို
ဒီနေရာနေပြီးတော့